ချိန်ချောင်းဆိုးသွားပြီလားလို့မေးရာဒီဥတုဟာချမ်းနေလေမောပန်းသွားပြီလားလို့မေးစေတနာနဲ့ကလေးမဲလက်ကလေးတွေတောင်းသူတွေရဲ့မြတ်တာရဲ့ချောင်းဆိုးရင်ချက်ချက်ချင်းပြောက်တဲ့တောင်းသူတွေရဲ့စေရာဒီဒေတာပြောင်းလဲမမှုပေါ့တောင်းသူတွေစေမြေဆောင်တောင်းသူတွေတောင်းသူတွေတောင်းသူတွေဟဲ့တောင်းသူတွေရင်ကိုအေးပြီးချောင်းဆိုးတွေပြတောင်းသူတွေတောင်းသူတွေတောင်းသူတွေဟဲ့တောင်းသူတွေချမ်းသာလက်ဆက်စိတ်ချမ်းနေရမလဲတောင်းသူတွေကောင်းတယ်နေမင်းသားတိုင်းစေဝါထုတ်လုပ်ငန်းမှာထုတ်လုပ်တဲ့တောင်းသူတွေအမှတ်တစိနှာဆေး6စုပြောက်ချွဲတလိပ်ကြီးကိုရရက်စာအမှုန့်ဘူးနဲ့တစ်ခါသုံးအထုပ်များတောင်းသူတွေအမှတ်တစိ6စုရင်ချက်ပြောက်ဆေးများကိုလည်းအမျိုးမျိုးအနေနဲ့ရှိဆေးဆိုင်များတွင်ဝယ်ရရှိနိုင်ပါတယ်ရှင်